အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်အောင်ပြတော်မှာမြန်မာလူစီစဉ်ဝါဖြစ်ပါတယ်ကျွန်တော်ပြုံးလို့မြန်မာရှိတဲ့ဂီတညီကိုမောင်တို့အားလုံးစုစည်းပြီးတော့ GD Foundation ဆိုတဲ့နာမည်လေးနဲ့ကျွန်တော်တို့ online ပေါ်ရောလမ်းပေါ်မှာပါ3ရက်တိတိအလူခံထားပါတယ်အလူခံရရှိတဲ့အလူရှင်စင်းလေးကိုလည်းကျွန်တော်မူရိတာပွားနိုင်မှုမှတ်တမ်းတင်ကွန်ပျူတာပါတယ်ညီလေးတီဟာ9000ချက်မခင်စာနေ1000ချက်ဒေါ်တူးမှာ9000ချက်ကိုစီသူမြတ်စွာနဲ့တကယ်ကြီးများကဆန်လေး8စီတပုံနဲ့ငွေသား2,900ချက်တိတိကိုမျိုးတကယ်ချင်းကိုကြည်ချင်းမှာတသိန်းချက်ဝင်းအောင်နိုင်12000ချက်ကိုပြီးကျော်3000ချက်ကိုမင်းရ1000ခွဲချက်မတီတီဆန်2000ခွဲချက်ကိုအေယာ3000ချက်ကိုလက်2000ချက် GD ကိုထက်တဲ့တကယ်ကြီးမှာဖွဲ့ရတယ်3,300ချက်ပြုံးလိုမျိုးဈေးကြီးသားကြောက်ဆိုင်မှာကိုကျော်ညွန့်နဲ့ဇနီးမိသားစုကလည်းတသိန်းခွဲချက်တိတိမတ်ဖြူဖြူအောင်2000ချက်မတ်နိုင်စင်မော9000ချက်ကိုထူအောင်နဲ့ဇနီးမအေးအောင်မိသားစုကလည်းတသိန်းချက်ထွန်းတောက်ကျဲလက်စစ်ပစ္စည်းဆိုင်3000ချက်တို့ဆိုင်ကအမမနှင်းညွတ်တသိန်းချက်တိတိပေါဝင်လူတန်းထားပါတယ်အားလုံးပေါင်း3ရက်တိတိကျွန်တော်လူငွေစရင်းလေးကတော့63သိန်းနဲ့1250ချက်တိတိဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဒုက္ခခံနေရတဲ့ပြည်သူတွေကိုစားကျွန်တော်ဒီညနေကျေးဇူးထူပဲတင်ရှိကြပါတယ်ကျွန်တော်တို့ကိုယ်တိုင်ကိုကြလည်းတွားရောက်ပြီးတော့မန္တလေးမြို့နယ်အင်းဝမြို့မှာရှိတဲ့တကယ်လိုအပ်နေတဲ့နေရာလေးတွေမှာကျွန်တော်တို့ဆောင်းချင်အောင်ခေါင်းအောင်ရေတန်းဓာတ်စာအေး LED မီးနဲ့မုတ်ကလေးတွေတွားရောက်ပြီးတော့လူတန်းခဲ့ပါတယ်အဲဒီလူတန်းထားတဲ့မှတ်တမ်းများကိုလည်း GD ကိုထက်ကကျွန်တော် tag rate တင်ထားတဲ့အတွက်အကောင့်လေးမှာဝင်ရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်မူရိတာပွားနိုင်ပါတယ်ဆိုတာလေးပြောချင်ပါတယ်ထပ်မံပြီးတော့လည်းပြုံးလိုမျိုးစေုံညီမလာရောက်တက်နေတဲ့ဘဝပေးတဲ့ပြည်သူများကိုထပ်မံလူတန်းသွားဖို့လည်းရှိပါတယ်အားလုံးပဲတာရုအနုမောဒနာခေါ်ဆိုနိုင်ဖို့မူရိတာပွားနိုင်ဖို့ဒီဗီဒီယိုလေးနဲ့မှတ်တမ်းတင်ကွန်ပျူတာပါတယ်လူရှင်များအားလုံးနဲ့မိဘပြည်သူတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးဘေးသူရန်အန်ရဆိုးတွေအားလုံးကင်းဝေးပြီးတော့လိုရင်ဆန္ဒလေးတုံးသွားတယ်ပြေဝကြပါစေလို့ကျွန်တော်ဆုမွန်တော်တောင်းပေးနဲ့မှတ်တမ်းတင်ကွန်ပျူတာပါတယ်ခင်ဗျာ